အဲ့ဒီကြတော့မန္တနီကပြန်ပြောတယ်မန္တနီကထပ်ပြောတယ်ဣတရေဝတိတိခာယဝိသံပတ္တမိဝါတော်အရှင်တရားမင်းအဲ့ဒီတို့သီးခံနေတဲ့အပြစ်ကိုကျွန်ုပ်တွေ့တယ်သီးခံနေတဲ့အပြစ်ဟာငြိမ်ပြီးတော့သီးခံနေတာဟာမကောင်းဘူးတဲ့ဖြစ်ရှိတယ်သီးခံခြင်းမှာဖြစ်ရှိတယ်ရဏမင်းညတိပါလောပယမြာယတိတိခတိဣဇာရုဟတိထုံမေတော်ခောအပိနောပလာယိနာနွားဆိုတဲ့ကောင်နှစ်ကောင်ခွေလို့ရှိရင်ကျန်တဲ့နွားတွေကကြည်နေကြတာအဲ့ဒီကောင်ကရှုံးပြီးပြေးပြီးဆိုရင်နွားကအဲ့ဒီကောင်နောက်လိုက်တော့တာဝိုင်းပြီးတော့လိုက်တာထွက်ပြေးတဲ့ကောင်နောက်လိုက်တာအဲ့ဒါလိုပဲလူမိုက်ဆိုတဲ့ကောင်ကဒီကောင်ငါ့ကိုပြန်မပြောရဲဘူးကြောက်လို့သိခံနေတာလို့ဆိုရင်ပြေးတဲ့နွားနောက်နွားဟုတ်ကပို့ပြီးတော့လိုက်တယ်လို့ဟုတ်တဲ့ပို့ပြီးတော့ဖိလာလိုက်ပဲအဲ့ဒါသိခံခြင်းအဖြစ်ပဲတဲ့ပခန့်နဲ့ချအဲ့ဒါတရားလို့ပြောသိခံနေတယ်တုံ့ပြန်ရမယ်အဲ့လိုပြောတော့တရားမင်းကြီးကဗာပြောတော့ကာမမင်းညတုဝါမပြောဘယမြယံတိတိခတိအေးငါကိုသူကကြောက်လို့သိခံတယ်လို့ပဲထင်ဘာကြောင့်ပဲထင်နေတာထင်ပါစေအာမရှိလို့သိခံတယ်လို့ထင်ပါစေတတ္ထပရမအဋ္ဌခန္ဓယဘေယောနာဝိစတိလောကမှာကိုယ်အကျိုးစီးပွားလောက်ကြီးမားတဲ့အကျိုးဆိုတာမရှိဘူးကိုယ်အကျိုးအတွက်သိခံခြင်းလောက်အကျိုးရှိတာမရှိပါဘူးသိခံခြင်းလောက်သိခံခြင်းတဲ့ပို့တဲ့ကောင်းကျိုးချမ်းသာဆိုတာမရှိပါဘူးသိခံခြင်းဟာကြီးမားတဲ့ကောင်းကျိုးချမ်းသာဖြစ်ပါတယ်အကောင်းဆုံးအကျိုးတရားဖြစ်ပါတယ်တရားမင်းအဲ့ဒီကနေဆက်ပြီးတော့တရားမင်းကပြောတော့တာဒီတောက်ကစကားတွေရတယ်အေးသူထင်ချင်းထင်ပါစေထင်သည်ဖြစ်စေမထင်သည်ဖြစ်စေငါကြောက်လို့သူ့ကိုသိခံနေကြောက်လို့သိခံနေတယ်လို့သူထင်ချင်းထင်ပါစေတတ္ထပရမအဋ္ဌလောကမှာကောင်းကျိုးချမ်းသာဆိုတဲ့အထက်မှာသိခံခြင်းလောက်ဖြစ်စေတဲ့ကောင်းကျိုးချမ်းသာဆိုလောကမှာမရှိဘူးတဲ့သိခံခြင်းဟာအကောင်းဆုံးကျိုးစီးပွားဖြစ်တယ်ဆိုပြီးတော့ဗာဆက်ပြောတော့ယောဟဝေပလဝတန်တော်ဒုပ္ပလတတိတိခတိလူတယောက်ဟာကိုကအင်အားရှိပါလျက်ကိုတဲ့အင်အားနည်းပါတဲ့ပုဂ္ဂိုလ်ကိုသိခံတယ်ဆိုရစို့နိုင်ရဲ့တန်းနဲ့သိခံတာကြောက်လို့သိခံတာမဖြစ်ဘူးတချို့ကအနဲ့ပေးတယ်လေခန္တီစသောသတ္တတာဆိုတာခန္တီစမနိုင်လို့သိခံရခြင်းလည်းကောင်းစားအဲ့ဒါမျိုးကိုကသူ့ရဲ့အင်အားကြီးတယ်ဟုတ်လားအင်အားရှိတဲ့နဲ့ယောဟဝေပလဝတန်တော်ကိုကအနိုင်ရနေတဲ့ပုဂ္ဂိုလ်ဖြစ်လျက်တန်းနဲ့ထုပ္ပလတာအနိုင်အားမရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုသိခံနေတဲ့တမဟုပရမန်ခန္တိနေဇံခမတိတုလောအဲ့ဒီကိုကအနိုင်ရတဲ့တန်းနဲ့သိခံတာကမှတကယ်အကောင်းဆုံးသိခံမှုဖြစ်တယ်တဲ့ဘာဖြစ်လို့လဲဆိုရင်အင်အားမရှိတဲ့သူဟာအမြဲတမ်းငုံခံနေရတာတဲ့အင်အားရှိတဲ့တန်းနဲ့သိခံတာအကောင်းဆုံးတဲ့ကိုယ်နိုင်နေရင်ရှော့ပေးနော်တော့ကလူတွေကပြန်မပြောတာကိုကပဲအင်အားနဲ့တော့ငုံပြီးခံနေရတာဒါထုံးစံပဲနှိစ္ဆန်ခမတိထုပ်ပလောအားမရှိတဲ့သူကအမြဲတမ်းပဲငုံခံနေရတယ်အဲ့ဒီမှာတရားမင်းကဆက်ပြောတယ်အပလန်တံပလန်အဟုယတဘာလပလံပလံလူမိုက်တွေအသုံးပြုတဲ့အင်အားကိုတဲ့တကယ်အားလို့မခေါ်ပါဘူးလူမိုက်တွေပြောတဲ့အာဟာကိုနိုင်ရတဲ့အာဟာတကယ်အားလို့မခေါ်ပါဘူးပလတ္တဓမ္မဂုဋ္ဌတပฏิဝတ္တနာဝိစတိဓမ္မကိုထိမ့်သိမ်းဆော့ရှော့ပြီးတော့မှသိခဏကမှတကယ်အင်အားပါတဲ့လူမိုက်တွေရဲ့အင်အားကိုအင်အားလို့မခေါ်နိုင်ပါဘူးတဲ့
တရားနဲ့သိခတ်တဲ့ပုဂ္ဂိုလ်ရဲ့အင်အားကမှတကယ်အင်အားပါတဲ့တတေဝဒေနပပိယောယောကုဋ္ဌပฏิကုဋ္ဌတိကုဋ္ဌံအပฏิကုဋ္ဌံတော့သင်္ကမံဇေတိဒုစေအံတတေဝဒေနပပိယောယောကုဋ္ဌပฏิကုဋ္ဌတိစိတ်ဆိုးနေတဲ့လူကိုတုံ့ပြန်ပြီးတော့စိတ်ဆိုးတာဟာတဲ့စိတ်ဆိုးသူတဲ့ပို့ယုံညံ့တယ်နော်စိတ်ဆိုးသူကိုတုံ့ပြန်ပြီးစိတ်ဆိုးရင်စိတ်ဆိုးတဲ့ပုဂ္ဂိုလ်တွေပိုညံ့သွားတယ်လူတယောက်ကဒေါသထွက်တယ်ဒေါသထွက်တဲ့လူကိုတုံ့ပြန်ပြီးဒေါသထွက်ရင်သူကပိုညံ့သွားတယ်ကုဋ္ဌံအပတိကုဋ္ဌံတော့သင်္ကမံဇေတိဒုစေယစိတ်ဆိုးနေတဲ့လူတယောက်ကိုမစိတ်ဆိုးပဲစိတ်ဆိုးခြင်းမရှိပဲနဲ့မေတ္တာမပြတ်နေတာဟာအောင်ခဲ့တဲ့စစ်ပွဲတစ်ခုကိုနိုင်ရခြင်းပဲဖြစ်တယ်စိတ်ဆိုးနေတဲ့လူကိုစိတ်မဆိုးပဲနဲ့နေခြင်းဟာအောင်နိုင်ခဲ့တဲ့စစ်ပွဲတစ်ခုကိုအောင်ခြင်းပဲဖြစ်တယ်သင်္ကမံစေတိဒုစေယဒုစေယဆိုအောင်မှုရခက်ခဲတဲ့သင်္ကမံစစ်ပွဲတစ်ပွဲကိုစေတိအောင်ရရောက်တယ်ဒါတရားမင်းကြီးရဲ့အတွေးခေါ်တယ်နော်တရားမင်းကြီးရဲ့အတွေးခေါ်စိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်တယောက်ကိုတုံ့ပြန်ပြီးတော့စိတ်ဆိုးရင်ပထမစိတ်ဆိုးတဲ့လူတဲ့ပိုဆိုးသွားပြီတဲ့စိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်တယောက်ကိုစိတ်ဆိုးတဲ့ပုဂ္ဂိုလ်ဟာဘူလာစိတ်ဆိုးတဲ့ပုဂ္ဂိုလ်တွေပိုဆိုးတယ်အဲ့တော့စိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်တယောက်ကိုဒေါသနဲ့မတုံ့ပြန်မဲနဲ့နေမဲ့ဆိုလို့ရှိရင်တဲ့အောင်နိုင်ခဲ့တဲ့စစ်ပွဲကြီးကိုအနိုင်ရခြင်းပဲဖြစ်တယ်တရားမင်းကမာတတိကိုပြောပြနေတာဥပိဏမထံစရတိအတ္တနောသပရဒသပရံသင်္ကုပိတံညတ္တဝယောတတောဥပတမတိလူတယောက်ကစိတ်ဆိုးနေတာကိုသိလို့တတိနဲ့စိတ်နှလုံးအေးချမ်းစွာမေတ္တာမပြတ်နေတာဟာကိုယ်အကျိုးသူ့အကျိုးနှမျိုးလုံးရဲ့အကျိုးကိုဆောင်ရွက်ရရောက်တယ်တစ်ဖက်သားရဲ့အကျိုးစီးပွားလည်းဖြစ်တယ်ကိုယ့်ရဲ့အကျိုးစီးပွားလည်းဖြစ်တယ်တစ်ဖက်သားစိတ်ဆိုးနေတာကိုသိလို့ရှိရင်ကိုယ်ငြိမ့်ငြိမ့်နေလိုက်စိတ်မဆိုးနဲ့ငြိမ့်ငြိမ့်နေလိုက်ငြိမ့်ငြိမ့်နေလို့ရှိရင်ကိုယ့်အတွက်လည်းအကျိုးရှိတယ်သူ့အတွက်လည်းအကျိုးရှိတယ်တဲ့လူတွေကအဲ့လိုနေနိုင်လားဆိုမနေနိုင်ဘူးဘာလို့မနေနိုင်တော့မာနကြောင့်စိန်ခေါ်ရင်တိမ်ပေါ်လိုက်ပဲတော့ပြောသေးတာတိမ်ပေါ်မှာတက်လို့မှမရတာလူတွေရဲ့မာနအဲ့လိုမာနကြောင့်ဖြစ်တယ်မာနအဲ့ဒါကြာမင်းကြီးကတော့အဲ့ဒီမာနကိုချိုးနှိမ်ထားပြီးတော့စိတ်ဆိုးနေတာကိုတစ်ဖက်သားစိတ်ဆိုးနေတာကိုသိရင်တဲ့တတိနဲ့ငြိမ်သက်အေးချမ်းစွာနေလိုက်တယ်နေရင်ကိုယ်အတွက်လည်းအကျိုးရှိတယ်သူအတွက်လည်းအကျိုးရှိတယ်နှစ်ဦးလုံးရဲ့အကျိုးကိုလိုက်တာကျင့်သုံးရရောက်တယ်ဥပိဏံတိကိစ္ဆန္ဒနာအတ္တနောသပရဒသစနာမဉ္ဇန္တိပါလောတိယေဓမတအာကောဝိရာကိုယ်လည်းကောင်းမှုသူလည်းကောင်းမှုနှစ်ယောက်စလုံးအတွက်ဒေါသကိုဖြေဖြောက်တဲ့နိလန်းကိုသူလည်းကောင်းတယ်ကိုယ်လည်းကောင်းတယ်စိတ်မဆိုးလို့ရှိရင်စိတ်ဆိုးနေတဲ့လူတယောက်ကိုမတုံ့ပြန်မဲနေလို့ရှိရင်ကိုယ်လည်းကောင်းတယ်သူလည်းကောင်းနှစ်ဦးလုံးအတွက်ဒါကုစားခြင်းပဲအဲ့လိုနှစ်ဦးလုံးအတွက်ကုစားတာကိုဓမ္မမှာကျွမ်းကျင်မှုမရှိကြတဲ့ဓမ္မရေးရမှာကျွမ်းကျင်မှုမရှိတဲ့လူတွေကလူမိုက်လို့ထင်ကြတယ်တိခတ်တဲ့လူကိုလူမိုက်လူလူချောက်အဲ့လိုထင်ကြတယ်မဟုတ်ဘူးတဲ့အဲ့ဒါတကယ်တမိုးရှိတဲ့လူကိုလောက်တာလို့ပြောတယ်စနာမဉ္ဇန္တိပါလောတိလူတွေကသူ့ကိုပါလာလို့ထင်ကြတယ်အဲ့ဒါတရားမင်းကြီးကတိခတ်ညရဲ့အကျိုးတရားတွေကိုပြောတာသူကအနံ့ရနေတာလေကျိုးနဲ့တုတ်ထားတာဝိပဿတိကိုကျိုးနဲ့တုတ်ထားကျိုးနဲ့တုတ်ထားတဲ့ကောင်သူ့ဆဲနေတာအဲ့ဒါကိုပဲတိခတ်ပြတာအဲ့ဒီမှာဒါသူတို့ပြောတဲ့တရားလောက်နှစ်ပြည့်မှာပြောတဲ့တရားလောက်
အပြန်အလှန်ပြောတဲ့စကားအခုမှမြတ်စွာဘုရားကအဲ့ဒါကိုမှတ်ချက်ချသောဟိနာမဘိက္ခွေသက်ကောဒေဝနာမိန်တော်တက္ကံပုံညဖလံဥပဇိဝမနောယဟန်တို့တဲ့နတ်တွေကိုဒေဝတွေကိုစိုးရတဲ့တခြားမင်းဟာကိုယ့်ရဲ့ကုသိုလ်အကျိုးမိပြီးတော့အသက်မွေးပြီးဒါဝိသနတ်ပြည်ကိုအုပ်စိုးတဲ့မင်းဖြစ်ပါလေရဲ့ခန္တီသောရိဇတဝနဝါဒီဘွေတတိသူဟာတိခဏ်ညင်းနဲ့မကောင်းမှုမှရှောင်ကျဉ်ခြင်းခန္တီကတိခဏ်ညင်းသောရိဇကမကောင်းမှုကရှောင်ကျဉ်ခြင်းမဟုတ်တာမလုပ်ခြင်းအကုသိုလ်ရှောင်ခြင်းတိခဏ်ညင်းနဲ့မကောင်းမှုကရှောင်ခြင်းဆိုတဲ့ဒီကိုကျင့်တရား